thesis မှာအထူးပညာရေးလုပ်ငန်းစဉ်ကိုစဉ်းစားလိုက်တဲ့အခါတော်တော်လေးရှုပ်ထွေးနိုင်တယ်လို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုမဖြစ်စရာပါဘူး။ဒီအစီအစဉ်ကိုမြေပုံတစ်ခုလိုသဘောထားပြီးတဆင့်ချင်းလိုက်ကြည့်သွားမယ်ဆိုရင်အရာအားလုံးကရှင်းလင်းပြီးဘာဆက်လုပ်ရမလဲဆိုတာလွယ်လွယ်ကူကူသိသွားမှာပါ။ကဲဒီခီးမှာဘာတွေရှိလဲဘလို့အခွင့်အရေးတွေရနိုင်မလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်။ ခီးမစခင်ပါလေအရေးကြီးဆုံးအချက်တစ်ခုကိုအရင်ဆုံးရှင်းရှင်းလင်းလင်းပြောပြခြင်းပါတယ်မိဘတော်တော်များများကအော်ငါကလေးကိုတစ်စစ်ကတ်လိုက်တော့မှလားဆိုတဲ့စိုးရင်စိတ်မျိုးဝင်တက်ကြတယ်ဒါပေမဲ့ဒီ system တစ်ခုလုံးရဲ့အဓိကရည်ရွယ်ချက်ကအဲ့ဒါလုံးဝမဟုတ်ပါဘူးကလေးကိုနမဲတက်ဖို့ထက်သူတို့ရဲ့အရေးချင်းတွေကိုအကောင်းဆုံးအထုံးချနိုင်ဖို့ဘလို့အထောက်ပံ့နေပေးနိုင်မလဲဆိုတာကိုရှာဖွေဖို့ပဲဖြစ်ပါတယ်ပထမဆုံးအပိုင်းကတော့အထောက်အပံ့ပေးတဲ့စနစ်အကြောင်းပါဆိုတော့ဒီလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကဘေးကနေစတာလေတကယ်တော့အရန်ရိုးရှင်းပါရဲ့မိဘဖြစ်ဖြစ်ဆ iam မဖြစ်ဖြစ်တယောက်ယောက်ကကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီးစိုးရင်ပူပန်မှုလေးတစ်ခုကိုသတိထားမိလိုက်ကြနဲ့အရာအလုံးကစတင်ပါရဲ့အဲ့ဒီစိုးရင်မှုရဘာတွေဖြစ်နိုင်လဲဆိုတော့လေဥပမာကလေးကသူ့ရွယ်တူတခြားကလေးတွေလောက်စကားမပြောသေးတာမျိုးနာမည်ခေါ်လိုက်ရင်တုံ့ပြန်မှုတိတ်မရှိတာမျိုးစာတင်ရတာခက်နေတာဒါမှမဟုတ်ချက်ချားကလေးတွေနဲ့မတူတဲ့ထူးခြားတဲ့အဖြစ်မှုလေးတွေရှိနေတာမျိုးပေါ့ဒီလိုအချက်လေးတွေကအကူအညီရဖို့အတွက်လမ်းစာလေးတွေပါပဲကဲအခုဆိုရင်အပိုင်း2ယောက်ကိုရောက်လာပြီစိုးရိမ်မှုရှိပြီโอเคနောက်ကစင်ပါဆက်လုံးမလဲတကယ်အကူအညီရဖို့အတွက်စစ်ဆေးသုံးသပ်မှုအဆင့်ကိုဘယ်လိုစရမလဲဆိုတာကိုကြည့်ကြပါစို့ဒါကမိသားစုနဲ့ကြောင်းကြားကပိုးပုံးဆောင်ရွက်မှုရဲ့အစပဲဖြစ်ပါတယ်ပထမဆုံးအဆင့်ကတော့တတိထားမိခြင်းပါပဲဟုတ်ပါတယ်အဲ့ဒါပဲကလေးနေတဲ့စကားပြောပုံအဖြူအမူဒါမှမဟုတ်စာသင်ယူပုံဒီမှာအဖို့အကူအညီများလိုနေသလားဆိုပြီးတတိထားမိလိုက်တာပါဒါကိုအိမ်မှာမိဘကတတိထားမိနိုင်တယ်လို့ကျောင်းမှာဆရာမကလည်းတတိထားမိနိုင်ပါတယ်အဲ့လိုတတိထားမိပြီဆိုရင်တော့ referral လို့ခေါ်တဲ့တရားဝင်တင်ပြတောင်းဆိုမှုကိုလုပ်ရပါလေနာမည်ကနည်းနည်းခတ်မိမယ်တကယ်တော့ဒါကကျောင်းကိုကလေးအတွက်စစ်စစ်သုံးသပ်မှုတွေလုပ်ပေးပါလို့တရားဝင်တောင်းဆိုတဲ့စာတစ်စောင်ပါပဲဒီတောင်းဆိုမှုကိုမိဘကစလုပ်လို့ရသလိုဆရာမကလည်းအကြံပြုနိုင်ပါလေကဲဒီအဆင့်ကတော့အရန်ကိုအရေးကြီးပါတယ်ကျောင်းကဘလို့စစ်ဆေးမှုမျိုးကိုမှမလုပ်ခင်မှာမိဘစီကနေစာနဲ့ရေးထားတဲ့သဘောတူညီချက် parent consent ကိုမဖြစ်မနေရယူရပါမယ်မိဘရဲ့လက်မှတ်မပါဘဲကျောင်းကဘတော့မှကလေးကိုစစ်ဆေးခွင့်မရှိပါဘူးဒါကမိဘတယောက်ရဲ့အခွင့်အရေးပါမိဘကသဘောတူလိုက်ပြီဆိုရင်တော့ FIE လို့ခေါ်တဲ့ clay တယောက်ချင်းစီအတွက်အပြည့်အစုံစစ်ဆေးသုံးသပ်မှုကိုစလုပ်ပါပြီ evaluation လို့ခေါ်တဲ့စကားလုံးကြောင့်မလန့်တော့ပါနဲ့ဒါကစာမေးပွဲကြီးတစ်ခုရဲ့မဟုတ်ပါဘူးကလေးရဲ့အားတာချက်တွေလိုအပ်ချက်တွေကိုဖတ်ပေါင်းစုံကနေမြင်နိုင်ဖို့ကလေးကိုအတန်းထဲမှာလေးလံကြည့်ရှုတာမိဘကိုမေးခွန်းတွေမေးတာကလေးရဲ့ကျွမ်းကျင်မှုတွေကိုစစ်ဆေးတာတွေအများကြီးပါဝင်ပါရဲ့စစ်ဆေးမှုတွေအားလုံးပြီးသွားပြီဆိုရင်တော့ဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာအရေးကြီးဆုံးဖြစ်တဲ့စီးပွားတစ်ခုအကြောင်းပြောပြမယ့်အပိုင်း3ကိုရောက်လာပါပြီဒီစီးပွားမှာပဲအဖွဲ့သားအားလုံးကအတူတကွဆုံးဖြတ်ချက်တွေချကြမှာပါဒီစီးပွားကို ARD meeting လို့ခေါ်ပါတယ်ဆိုလိုတာကတော့မိဘအပိုင်ဝင်ကျွမ်းကျင်သူတွေအားလုံးစုပြီးစစ်ဆေးမှုရလဒ်တွေကိုပြန်သုံးသပ်ကြတယ်ပြီးတော့ကလေးကဝန်ဆောင်မှုတွေရဖို့တမတ်ချင်းနဲ့ကိုက်ညီရဲ့လားဆိုတာဆုံးဖြတ်ပြီးအစီအစဉ်တစ်ခုကိုအတူတူရေးဆွဲကြတာပေါ့ AID အစည်းအဝေးမှာဘာတွေလုပ်ကြမလဲဆိုတော့စစ်ဆေးမှုရလဒ်တွေကိုရှင်းပြမယ်ကလေးကအထူးပညာရေးလို့အတ္တလန်းဆိုတာဆုံးဖြတ်မယ်ပြီးတော့ဘယ်လိုအကူအညီတွေလိုမလဲဆိုတာကိုအတူတူဆွေးနွေးကြမှာပေါ့ဒါမဲ့ဒီမှာအရေးကြီးဆုံးချက်ကဘာလဲသိလားမိဘဟာဒီအဖွဲ့ရဲ့တန်းတူရည်တူအဖွဲ့ဝင်တယောက်ပါပဲမိဘရဲ့အတန်မိဘရဲ့အမြင်ကကျောင်းအုပ်ကြီးရဲ့အမြင်လောက်ပဲအရေးကြီးပါတယ်โอเค AARD ရဲ့စီဝဲကနေကလေးအတွက်အစီအစဉ်တခုရေးဆွဲဖို့ဆုံးဖြတ်လိုက်ပြီဆိုတော့အဲ့ဒီအစီအစဉ်ဒီမှာပါရီပါလဲအပိုင်းလေးမှာအဲ့ဒီအစီအစဉ်ကိုအသေးစိတ်လဲလာကြည့်ကြပါမယ်ဒီအစီအစဉ်ကို IEB Individual Education Program လို့ခေါ်တယ်မှာဒါကလေးတယောက်ချင်းစီအတွက်တည်တံ့ရေးဆွဲထားတဲ့ပညာရေးလမ်းညွှန်ချက်တစ်ခုမှာပဲသူတို့အတွက်ရည်မှန်းချက်ကြီးရရှိမဲ့ဝန်ဆောင်မှုတွေအထောက်ပံ့တွေကိုအတိအကျဖော်ပြထားတဲ့ဥပဒေအရအကျုံးဝင်တဲ့စာချုပ်တစ်ခုလိုပါပဲကောင်းပြီဒါဆို IEB တစ်ခုထဲမှာဘလို့အကူအညီမျိုးစားတွေပါဝင်နိုင်မလဲဒါကမိဘတွေအများဆုံးသိချင်ကြတဲ့မေးခွန်းတစ်ခုပါကဲဘာတွေပါလဲကြည့်လိုက်ရအောင်အဓိကအားဖြင့်အကူအညီနှမျိုးကိုခွဲသိထားဖို့လိုပါရဲ့ accommodations နဲ့ modifications ပါဒီနှစ်ခုကတော်တော်လေးရိုးထွေးတကြလို့တေချာလေးရှင်းပြပါမယ် accommodation ဆိုတာကကလေးကဘယ်လိုသင်ယူတယ်လဲဆိုတဲ့နည်းလမ်းကိုပြောင်းပေးတာပါသင်ရမယ့်အရာကတော့အတူတူပါပဲဥပမာဒုတိယတန်းအတန်းတစ်တန်းမှာစာကြောင်း5ကျောင်းပါတယ်ကုမြင်တပုတ်ရေးခိုင်းတယ်ဆိုပါစို့ accommodation ရတဲ့ကလေးကလည်းစာကြောင်း5ကျောင်းအပြည့်ရေးရမှာပါပဲဒါပေမဲ့သူကအချိန်ပိုရတာမျိုးတမမို့ဆရာမကညွှန်ကြားချက်တွေကိုသူနားကပ်ပြီးဖက်ပြတာမျိုးနဲ့ကူညီပေးတာပါ
တရားတစ်ပါးတရက်မပြောင်းပဲတင်နဲ့နီးလန်းပဲပြောင်းသွားတာပါ modifications ကတော့ကလေးကဘာတွေတင်ယူရမလဲဆိုတဲ့တင်ရုပ်ကိုပြောင်းလဲပေးတာပါအဲ့ဒီပုံမြင်ရေးတဲ့ဥမာမှာပဲဆိုရင် modification ရတဲ့ကလေးကိုတော့စာကြောင်း၅ကြောင်းအစော2ကြောင်းပဲရေးခိုင်းတာမျိုးဒါမှမဟုတ်ပိုလွယ်တဲ့ခေါင်းစဉ်ပေးတာမျိုးပေါ့ဒီမှာတော့တင်ယူရမယ့်အကြောင်းအရာကိုလည်းပြောင်းလဲလိုက်တာဖြစ်ပါတယ် အတန်ထဲကအကူအညီတွေအပြင်တခြားအများကြီးလည်းပါနိုင်ပါသေးတယ်ဥပမာစကားပြောကူထုံလိုမျိုးလက်နဲ့အာယုံခံမှုအတွက် OT ကူထုံလိုမျိုးအဖြူမူပိုင်းဆိုင်ရာအထောက်ပံ့တွေပြီးတော့နေ့စဉ်ဘဝမှာလိုအပ်တဲ့ကျွမ်းကျင်မှုတွေကိုလေ့ကျင့်ပေးတာမျိုးတွေလည်း IEP ထဲမှာထည့်သွင်းနိုင်ပါတယ်ကဲအခုနောက်ဆုံးအပိုင်း9ခုရောက်ပါပြီ IEP တခုရေးဆွဲလိုက်ပြီဆိုတာနဲ့အရာအလုံးပြီးတော့ရမှာမဟုတ်ပါဘူးတကယ်တော့ဒါဟာចောင်းနဲ့မိသားစုကြားကနှစ်စလဲများပူးပေါင်းဆောင်ရွက်ရမယ့်ခီးရှိကြီးရဲ့အစားပဲရှိပါသေးတယ်ဒီခီးကဘလို့ဆက်သွားမလဲဆိုတာဒီ timeline ပုံစံလေးကရှင်းရှင်းလင်းလင်းပြပေးနေပါတယ်ပထမနှစ်မှာပထမဆုံး ARD အစည်းအဝေးလုပ်တယ်အဲ့ဒီနောက်12လတစ်ကြိမ်ဒါမှမဟုတ်တစ်နှစ်တစ်ခါ ARD အစည်းအဝေးပြန်လုပ်ပြီးသုံးသပ်ရတယ်ပြီးတော့3နှစ်တစ်ခါပြန်လဲစစ်စစ်သုံးသပ်မှုကြီးတစ်ခုလုပ်ရတယ်တစ်နှစ်တစ်ခါလုပ်တဲ့ annual ARD အစည်းအဝေးကဘာလို့တာလဲဆိုတော့အစီအစဉ်ကအလုပ်ဖြစ်ရလားကလေးတိုးတက်မှုရှိရလားဆိုတာကိုပြန်ကြည့်ပြီးနောက်နဲ့တန်ရမှန်းချက်အသစ်တွေနဲ့ဝန်ဆောင်မှုအသစ်တွေကိုပြန်လဲပြင်ဆင်သတ်မှတ်ဖို့ပါပဲ3နှစ်တစ်ကြိမ်လုပ်တဲ့ re-evaluation မှာတော့အဖွဲ့ကနောက်တစ်ခေါက်ပြန်သုံးသပ်ပါတယ်ကလေးကအထူးပညာရေးဝန်ဆောင်မှုတွေလိုအပ်နေတုံးပဲလားအရေးချင်းပြည့်မီနေတုံးပဲလားဆိုတာကိုပြန်ဆုံးဖြတ်တာပါဒီအချိန်မှာစစ်ဆေးမှုအသစ်ကလုပ်ဖို့လိုရင်လေမိဘရဲ့သဘောတူညီချက်ကိုအစကလိုပဲထပ်ယူရအောင်ပါဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာမိဘတယောက်အနေနဲ့ကိုယ်မှာရှိတဲ့အခွင့်အရေးတွေကိုဘယ်တော့မှမမေ့ဘူးအရေးကြီးပါတယ်ဒါကမိဘတွေအတွက်အကြီးမားဆုံးအင်အားတစ်ခုပါပဲဒီအခွင့်အရေးတွေကိုအချိန်မရွေးသုံးနိုင်ပါတယ်မိဘက ARD အစည်းအဝေးကိုကျောင်းကခေါ်တဲ့အချိန်ထိမဆောင်မဲကိုလိုင်းတောင်းဆိုနိုင်တယ်အစည်းအဝေးမှာကိုနားလဲတဲ့ဘာသာစကားနဲ့ပြောနိုင်ဖို့စကားပြန်ကိုအခမဲ့တောင်းဆိုနိုင်တယ်ကိုအားပေးမဲ့တငယ်ချင်းမိသားစုဝင်တယောက်ယောက်ကိုအစည်းအဝေးကိုခေါ်လာနိုင်တယ်ကျောင်းရဲ့ဆုံးဖြတ်ချက်ကိုသဘောမတူရင်ငင်းမှန်ခွင့်ရှိတယ်ပြီးတော့ခလေးနဲ့ပတ်သက်တဲ့စာရွက်စာတမ်းအားလုံးရဲ့မိတူကိုလည်းတောင်းခွင့်ရှိပါတယ်နောက်ဆုံးအနေနဲ့မှတ်ထားရမှာကတော့ဒီလောကမှာကိုယ့်ကလေးကိုကိုယ့်ထက်ပိုပြီးဘယ်သူမှမသိပါဘူးဒါကြောင့်မိဘဟာကိုယ့်ကလေးအတွက်အရေးအကြီးဆုံးရှိနေအရေးအကြီးဆုံးပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်အခုဆိုရင်တော့ဒီလမ်းညွှန်မြေကုံတစ်ခုလုံးကိုတီးသွားပြီဆိုတော့နောက်တစ်ခါကိုခလေးရဲ့ကျောင်းအစည်းအဝေးကိုတွားတဲ့အခါဘလို့မေးခွန်းမျိုးကိုပထမဆုံးစပြီးမေးမလဲဆိုတာကိုကိုပြန်မေးကြည့်ဖို့တိုက်တွန်းရင်းဒီရှင်းလင်းတင်ပြမှုကိုအဆုံးသတ်လိုက်ပါတယ်